Ono Manalima Dekina Rama Dekina Arama Dekina va Dome Yamena Arama va Jonda Dome Yamena Jonda Hamyamuni Piayi Dome Yana Jonda Elu Jonda Ayakoro Piayi Dai Koja Piayi Dai Ne Siaro Uyango Jurashi Siaro Uyango the Vero Yango Namo Yango Nali me 2 Jongi Sure you I see a 2 Jongi da 2 Jongi da Mandari Linia Yoga Hey Mount Jonali Membearo you are Yango Anu you like that the Vero 2 Jongi a Yango Nava Mount Yango to call it. Now, going with the going lay yango, Uzin Vito, Uzin yango, now Pony Vito, Pony yango, Elune, Uyango, now by my Saroi Pit. Eri Saroi Uyango, Duru, Dujaniga, Tima, Yang with the daughter Kuro Yibo, John may see it. Yaroi Uyango, they ali Dime Pijabo. Saroi Uyango Nadu, the Veji, Lujan, daughter Kuroji, Songan Bianlaro, Hey, Kukuroi Ladam, Midway Labiadam, Labia. Labia, Sonly and Nelosa, don't lose our leaves. Tamelo, don't lose our loudly ya. Ha, Uzini, Sonia, Nela, Ila, Milsa, Losa, don't lose our leash. Hingua Galidi, Naji, ah, Hingua Gale. Milsa, baby, Sima Milsa. Now they got the question, Dagala Chimoya, Yilum Yogi, Minkana go in it. Bawa, mool of your other. Dema, the Vido Mandali, Lara Pia, don't need your Pia. The year, my Sonia, wow, Mia, Uwa, Pia. Jidan, adore Bunga, Nere, Kuroyi, Adagale, me. Kadia di wong sisi do thare dai me Kadia di wong so meတယ်မဟုတ်လားအဲ့ဒီစစ်စီးတုတ်လိုက်တော့ဘူးမဲသွားKadia di wong စစ်စီးတုတ်ထားတဲ့အတိုင်းမင်းအသားလည်းမဲလာကြီးလားကွာမျက်နှာလည်းကြောက်ပေါက်မာတွေပါတော့မင်းဘယ်သူမှမကြည့်ညိုပါဘူးကွာဒီမှာမြင်တဲ့အတိုင်းပါပဲဖေရလို့ပြောအေးအဲ့တော့မင်းဘုံကြီးတဲ့နီးငါပေးမယ်ယူမလားလို့ပြောဘုံကြီးတဲ့နီးယူခြင်းပါတယ်ဗျာယူခြင်းပါတယ်ဗျာဆိုင်မနေပါနဲ့အခုပေးပါဗျာသူကပြောတယ်သူကဆိုင်နေ2ရက်3ရက်ဆိုင်နေမေ့သွားလို့သူမရပဲနေမစိုးလို့သူကဘယ်လိုပြောတော့အခုပေးပါလို့ပြောတယ်နော်အခုပေးပါဆိုကဲတပည့်ကျော်ကြီးလာဆိုပြီးတော့သမာဓိရွှေကိုမြုပ်ဖို့ရတယ်ကျောင်းပေါ်ခေါ်သွားကျောင်းပေါ်ကျတော့စိတ်ပရီးလေးတကုံပေးတဲ့စိတ်ပရီးလေးဟောလို့လက်ကလေးလေးနဲ့ဒီလိုလေးမလက်မလေးနဲ့ဟောလို့စိတ်အရဟံနဲ့တပတ်စိတ်အရဟံနဲ့တပတ်ပရိတပတ်မဲ့ပရိလုံးပဲနှလုံးပါတော့အောင်တရား၈ကွက်ဗုဒ္ဓဆဲဆိုသမှာဒီတရားရှင်းလုံးဖယားသခင်ရဲ့ခြေထောက်မှာအကွက်ကလေးတွေစက်လက်ခဏလေးတွေတရားရှစ်ကွက်ပါတယ်ဟုတ်လားတရားသခင်ရဲ့ခြေတော်ရာခြေဘဝမှာအကွက်လေးတွေဘယ်လောက်ပါတော့အဲ့ဒီတရားရှစ်ကွက်အထိမ်းမှန်နေနဲ့စိတ်ပရိကိုဘယ်နှလုံးလောက်ရတရားရှစ်လုံးအရဟံနဲ့တပတ်စိတ်နောက်သမ္မာသမ္ဗုဒ္ဓောပရိတလုံးချသမ္မာသမ္ဗုဒ္ဓောပရိတလုံးချနဲ့အဲ့လိုနဲ့သမ္မာသမ္ဗုဒ္ဓောနဲ့တပတ်စိတ်ဘယ်နှပတ်ရတော့နောက်ဘာစိတ်မယ်ဝိဇ္ဇာသရဏသမ္ပန္နောပရိတလုံးချဝိဇ္ဇာသရဏသမ္ပန္နောနဲ့တပတ်စိတ်ဘယ်နှပတ်ရတော့ပြီးတော့ဘာစိတ်မယ်
သူကတော်နဲ့တပတ်စိတ်ဘယ်နှပတ်ရတော့၄ပတ်ရသွားနော်ပြီးတော့ဗာစိတ်မလို့လောကဝိတုပရိတလုံးချလောကဝိတုပရိတလုံးချလောကဝိတုနဲ့တပတ်စိတ်ဘယ်နှပတ်ရတာ၅ပတ်ရပြီးတော့ဗာစိတ်မယ်အနုတ္တရောနဲ့တပတ်စိတ်ရတယ်အနုတ္တရောပရိတလုံးချအနုတ္တရောပရိတလုံးချအနုတ္တရောနဲ့တပတ်စိတ်ပရိ6ပတ်ရသွားဟုတ်လားအနုတ္တရောစိတ်ပြီးရင်ဗာစိတ်မယ်ပုရိသဓမ္မသာရတိပုရိသဓမ္မဆိုတာဆုံးမတဲ့ပုဂ္ဂိုလ်ကိုသာရတိဆိုတာဆုံးမတတ်တယ်အင်္ဂုလိမာလာကြီးတို့လူတွေလိုက်တန်းပြီးတော့လက်ညှိုးဖြတ်နေတဲ့အလွန်ဆိုးတဲ့တခိုးဓမြကြီးတွေလူတောင်မှဖခင်ယဉ်ကျေးအောင်ယဟနာဖြစ်အောင်ဆုံးမတတ်တယ်နော်ပုရိသဓမ္မသာရတိပရိတလုံးချပုရိသဓမ္မသာရတိပုရိသဓမ္မသာရတိနဲ့တပတ်သိဘယ်နှပတ်ရတော့9ပတ်ရသွားပြီးတော့နတ္ထာဒီဝမနုဿာနံနတ်လူတို့ရဲ့ဆရာသခင်ဖြစ်တော်မူသောဖရာနတ္ထာဒီဝမနုဿာနံတတ္ထာဒီဝမနုဿာနံနဲ့တပတ်သိဘယ်နှပတ်တော့10ပတ်ရှိသွားပြီပြီးတော့ဗာသိမယ်ဗုဒ္ဓနဲ့တပတ်သိဘယ်နှပတ်တော့ပြီးတော့ဘဂဝါဟုတ်လားဘဂဝါဘုံတကူကြည်တော်မူသောမြတ်စွာဘုရားဘဂဝါနဲ့တပတ်သိဘယ်နှပတ်တော့10ပတ်ဘုရားကုံတော်10ပါးတပတ်နဲ့စိတ်လိုက်တာ10ပါးအဲ့ဒါမင်းနေ့လေ12နာရီကို10ပတ်သိညအိယာအောင်10ပတ်သိမနေ့အိယာထအောင်10ပတ်စိတ်တနေ့ကိုပရိပတ်30စိတ်မင်းဘုံကြည့်ပြီပြောဟုတ်လားမနေ့အိယာထ10ပတ်နေ့လေ12နာရီညအိယာဝင်တနေ့ကိုပရိပတ်ဘယ်လောက်စိတ်ရမလဲ30စိတ်အဲ့ဒါတမာတိရွှေအိုးမြုပ်တာတဲ့ဘာရွှေအိုးမြုပ်တာတော့အဲ့ဒီတမာတိရွှေအိုးမြုပ်ပြီးဆိုရင်ဘုံကြည့်ပြီပေါ့ကွာဓမ္မတပည့်တော်ဒီနေ့လေကစပါမယ်ဖေဟာသူကဘုံကကြီးကျင်လာပါဘူးသိတ်ဆိုင်နေလို့မဖြစ်ဘူးနော်တို့တရားနာပရိသတ်တွေလည်းဒီကတရားဘုရားပြီးလို့ပြန်သွားရင်အိမ်ကြတော့တရားဟောဓမ္မကတိကလေးရှိတာကွာအိတ်ရှင်ပေါ့ဆိုတော့တန်းပြီးတော့အိတ်မပြစ်လိုက်နဲ့နော်သတိပဲနှစ်ပါးစိတ်လိုက်ရအောင်နော်10ပတ်စိတ်လားဗတိကမစိတ်တာကြတော့မှုတွေတက်နေတယ်ဒီလိုပွက်ပြလိုက်အောင်ဟုတ်လားဗတိကမစိတ်တာကြရင်မှုတက်တတ်တယ်နော်ဒီဗတိမှုတက်မခံနဲ့စိတ်နေတိုင်းနတ်ပြင်ကမနဲ့အိယာထတော့10ပတ်စိတ်နေ့လေ12နာရီထိုးတော့ကြတော့တနေ့ကိုဗတိပတ်ဘယ်လောက်တော့30စိတ်ရမှာအဲ့ဒီဥစဉ်ကြီးကလည်းစိတ်တယ်နေ့လေ12နာရီဆိုတော့10ပတ်ညအေးရဝင်မတော့10ပတ်နောက်တနေ့မနေ့အေးရထားတော့10ပတ်မန္တလေးကဆွန်းစောစောခံရတယ်6နာရီထိုးဆွန်းခံပြီအဲ့တော့ तू ကဟွန်းကန်သွားဖို့တပိတ်သုတ်သင်္ကန်းလေးယုံထွက်လာဆရာတော်ကြီးဥယျံကုန်ကဟေးဟိုဥစဉ်ကြီးလာတော့မင်းပရိစိတ်ကလားစိတ်ပါဗျာမနေ့ကနေ့လေ10ပတ်ညအိယာဝန်10ပတ်ဒီနေ့မနေ့ခင်အိယာထားတော့10ပတ်သိခဲ့ပါပြီဗျမနေ့ကငါပြောတာနဲ့ကြမ်းသွားလို့ကနည်းနည်းလေးကြံနေတယ်ဓမ္မအမိန့်ရှိပါဗျခုလိုဆွမ်းငံသွားပြီဆိုရင်မေတ္တာတုတ်ရွတ်သွားတယ်မေတ္တာတုတ်ရရဲ့လားရပါဗျာရရွတ်ပြသန်းရွတ်ပြတယ်ခုပရိသတ်တီရောမေတ္တာတုတ်ရကြသလားမခေပါပဲလားဒုပရိသတ်လဲနော်မေတ္တာတော့မရွတ်ချင်ရင်ကျမ်းမာပါစေချမ်းသာပါစေတွေ့တဲ့လူမှန်မှန်လူတွေ့ခွေးတွေ့ကြက်တွေ့ငှက်တွေ့ငှက်ကလေးတွေပဲတွေ့ဘယ်လိုပွားရမလို့ကျမ်းမာပါစေချမ်းသာပါစေဟုတ်လားပြန်ပွားပြလိုက်သမ်းပါအောင်သားလေးသမီးလေးတွေကိုအမေတို့အဖေတို့ကသားလေးကျမ်းမာပါစေ
သမီးလေးကြတော့လဲမိမိလေးကျမ်းမာပါသည်ဒီလိုဆိုရဲမဟုတ်လားအေးအဲ့ဒါလိုပဲပွားသွားအနန္တစัจ java လာနေအနန္တတတ္တဝါတွေဘေးရန်ခတ်သိမ်းကင်းငြိမ်ပါစေကြောင်းညာခတ်သိမ်းကင်းငြိမ်ပါစေဆင်းရဲခတ်သိမ်းကင်းငြိမ်ပါစေကိုယ်စိတ်ဝမ်းအေးချမ်းကြပါစေကဲဆိုကြည့်သားမှာအနန္တစัจ java လာနေအနန္တတတ္တဝါတွေဘေးရန်ခတ်သိမ်းကင်းငြိမ်ပါစေကြောင်းညာခတ်သိမ်းကင်းငြိမ်ပါစေဆင်းရဲခတ်သိမ်းကင်းငြိမ်ပါစေကိုယ်စိတ်ဝမ်းအေးချမ်းကြပါစေအဲ့ဒါတမာတိရွှေအိုးမြုပ်တာခေါ်တယ်ဘာရွှေအိုးမြုပ်တာတော့အေးရွှေအိုးတမာတိရွှေအိုးမြုပ်ဖို့ရအတွက်ကမ္မထမ်း40ရှိကမ္မထမ်း40လုံးလုံးမနေနဲ့တော့ဒီနှစ်ခုဆိုရင်ဗုဒ္ဓနုတ္တိကမ္မထမ်းမေတ္တာကမ္မထမ်းဘုရားကုံတော်10ပါးပရိစိတ်တာကဗုဒ္ဓနုတ္တိကမ္မထမ်းဟုတ်လားဟဲ့မေတ္တာပို့တာကမေတ္တာကမ္မထမ်းအဲ့ဒီကမ္မထမ်းနှစ်ခုပွားလိုက်ရင်တမာတိရွှေအိုးပြည့်ရောပေါ့တဲ့ဟုတ်လားဟဲ့အေးအဲ့ဒီကုတော်ကြီးနောက်3-4လလောက်ရှိတော့ဆရာတော်ကြီးကငါတပတ်ကြီးဘယ်လိုများနေတော့ဟဲ့ဆိုသူဆွမ်းကပြန်လာမဲ့လမ်းကနေပြီးတော့တပြည့်စီလှည့်စောင့်နေတယ်အဲ့ဒီကိုတော်ကြီးဆုံးခံပြန်လာတော့ဟေးဟိုကိုတော်ကြီးလာသန်းအောင်မင်းတပိတ်လှပြသန်းလှပြတပိတ်တဝက်ကျော်နေပြီအရင်တော့သူဘယ်လောက်ပဲရတာတော့3လောက်စာလောက်ကလေးရတာအခုကျတော့တပိတ်တဝက်ကျော်နေမင်းတော်တော်ဟုတ်နေပါလားတမဖျားတပည့်တော်ဆရာတော်ပြောတဲ့အတိုင်းဖျားကုံတော်တနေ့ပฏิပတ်30စိတ်မေတ္တာပွားလို့ဘူးဆွနေရပါပြီဖျားလို့ဒါနေသီးတာဘောကတပိတ်ကူမောက်ချန်သွားမယ်နေသီးတဲ့စိတ်အုပ်ဓမ္မစိတ်မှာဖျားတပြီးတော့တသက်လုံးစိတ်ပါတယ်အေးမင်းတသက်လုံးစိတ်ရင်တသက်လုံးချမ်းသာပြီဘောဒီဘဝတွင်ဘယ်ကမလဲတသန္တရာလုံးချမ်းသာပြီးတော့နိဗ္ဗာန်ရသည်အထိမင်းလွယ်လွယ်လေးရမယ်လို့အမိန့်ရှိတဲ့နော်တို့တရားနာပရိသတ်တွေလည်းတသက်လုံးစိတ်ရမှာနော်အေးပြင်းကြသလားအေးဒီကပြန်လို့ရှိရင်တတိတွေမှုတက်ရင်ပြန်မှုမတက်စီအောင်ဟဲ့ဆိုပြီးတော့ဒီလိုပွတ်တာပြီးတော့စိတ်သဘောပေါက်လားဟေ့